Hello အားလုံးပဲမင်္ဂလာပါဒါအခုဆိုလို့ရှိရင်ကျမတို့တွေဒါတောထဲမှာပေါ့နော်ဟင်းစားရှာထွက်လာတာဖြစ်ပါတယ်ဟိုတရက်ကဒီဘက်ကိုလာတဲ့အခါမှာပေါ့နော်ဖလန်တာငွေပင်လေးတွေတွေ့ရတဲ့အတွက်ကြောင့်ကျမတို့ကဒါဟင်းရှက်စားအောင်အတွက်ပေါ့နော်ဖလန်တာငွေပင်လေးတွေကိုဒါလာပြီးတော့ခူးမှာပဲဖြစ်ပါတယ်အခုမြင်နေရတဲ့ဒါအပင်လေးတွေကတော့ဖလန်တောင်မွေးပင်လေးပဲဖြစ်ပါတယ်ရှင်ဒီဖလန်တောင်မွေးပင်လေးတွေကိုရခိုင်ဟင်းပေါ့နော်ရခိုင်ဟင်းချက်စားလို့ရပါတယ်ရှင်ဒါအခုဆိုလို့ရှိရင်ဒါဖလန်တောင်မွေးစပြီးတော့နှုတ်မယ်ပေါ့နော်ဒါဖလန်တောင်မွေးနှုတ်ပါမယ်ဒါမဲ့တစ်ခုရှိတာကဒီမှာဖလန်တောင်မွေးနဲ့အတူဒါရောပြီးတော့တောက်နေတဲ့အပင်ကတော့ဒီပင်ကတော့ဒါစမီးတောက်ပင်ဖြစ်ပါတယ်စမီးတောက်ပင်ကတော့အစိတ်ရှိပါတယ်တဲ့ရှင်သူ့ရဲ့ဥကိုစားမိလို့ရှိရင်သေးတတ်ပါတယ်တဲ့ဒါကတော့ဖလန်တောင်မွေးပင်ဖြစ်ပါတယ်သူကနည်းနည်းလေးတော့စင်တူတယ်ပေါ့နော်ဖလန်တောင်မွေးကတော့အရွက်ကလေးကမှဆိုရင်သူကဝိုင်းပါတယ်စမီးတောက်ပင်ကကြတော့အရွက်ကရှုံးတယ်ပေါ့နော်သူကဟုတ်ပါပြီအခုဆိုလို့ရှိရင်ဒါဒီမှာလေဖလန်တောင်မွေးပင်ကိုနှုတ်မှာဖြစ်ပါတယ်နှုတ်လိုက်ပါပြီပေါ့နော်သူကပင်စီကလည်းအရန်ကြီးမခိုင်ပါဘူးနှုတ်ရတာလွယ်ပါတယ်ဒါဆိုလို့ရှိရင်ဒါသူကကျမနဲ့အတူလိုက်လာတဲ့ကလေးလေးပေါ့နော်ဖလန်တောင်မွေးပင်နှုတ်ဖို့ဆိုပြီးတော့သူကလိုက်လာတဲ့ကလေးလေးဖြစ်ပါတယ်သူလည်းအခုဒါဖလန်တောင်မွေးပင်ကိုနှုတ်နေပါပြီဒီအပင်ကိုဘယ်လိုမျိုးလေးဟင်းရှစ်စားရလဲဆိုတော့ဒီအပင်လေးကိုဒါအပေါ်ကဒီအရေခွန်လေးတွေကိုပေါ့နော်နဲ့ရင်းတဲ့အတွက်ကြောင့်အခွန်ကိုရွှတ်ပြီးတော့ခွာလိုက်ရပါတယ်အရွက်ကတော့အသုံးမတက်ပါဘူးအရွက်ကိုဖယ်ပြီးတော့ဒီရရှိလာတဲ့ပေါ့နော်ဖလန်တောင်မွေးပင်လေးတွေကိုလက်ညှိုးတစ်စုံအရှည်လောက်ဖြတ်ပြီးသွားလို့ရှိလို့ရှိရင်သူ့ကိုလက်ညှိုးတစ်စုံအရှည်လောက်ဖြတ်ထားပါမယ်ပြီးသွားလို့ရှိရင်သူ့ကိုရခိုင်ပေါ့နော်ရခိုင်ဟင်းစားရခိုင်မြင်ငပိစိမ့်စားလေးပေါ့နော်မြင်ငပိစိမ့်စားလေးကိုထည့်ပါမယ်ထည့်ပြီးသွားလို့ရှိလို့ရှိရင်မြင်ငပိစိမ့်စားလေးရဲ့စီကြိုက်တယ်ဆိုလို့ရှိရင်လည်းစီလေးနည်းနည်းထည့်လို့ရပါတယ်စီမကြိုက်ဘူးဆိုလို့ရှိရင်လည်းသူ့ကိုမြင်ငပိစိမ့်စားလေးရဲ့စားစနွင်းမှုန့်အရှိုးမှုန့်နဲ့ဘာလေးထည့်ရအောင်လဲဆိုတော့ငရုတ်ကောင်းကြီးကြက်သွန်မြူလေးပဲဖြစ်ပါတယ်အဲ့ဒါလေးကိုရုပ်ကောင်းစီကျက်သွန်မြူလေးနဲ့ပေါ့နော်သူ့ကိုဟင်းရှက်စားလို့ရပါတယ်ဒါရခိုင်ဟင်းတစ်ခွက်ဖြစ်ပါတယ်အရင်လဲစားကောင်းပါတယ်သူ့ကိုဒီပေါ့နော်တချို့ကတော့နည်းနည်းလေးသူ့ကိုငရုတ်ကြမွေးလေးနဲ့ပေါ့နော်နည်းနည်းလေးထုပြီးတော့မှရှက်တယ်လို့လည်းပြောကြပါတယ်ဒီတိုင်းလေးရှယ်လေးရပါတယ်နည်းနည်းလေးထုပြီးတော့ခရစ်ခါနိုင်ရင်တော့နည်းနည်းလေးထုပြီးတော့ရှက်လိုက်လို့ရှိရင်ပြီးတော့စားကောင်းပါလေပြုတ်ပြီးတော့ရခိုင်ငပိချန်နဲ့တိုးစားရင်လည်းကောင်းပါလေဒါအခုဆိုလို့ရှိရင်ဒါခဏလေးပေါ့နော်ဒီနားလေးမှာနှုတ်လိုက်တာမနှဲလေးပေါ့နော်ကျမတို့မှာဒါမနှဲလေးပေါ့နော်ရရှိသွားပါပြီဒါတော့ဟင်းရှက်စားမှာတနတ်စာမပြည့်တဲ့အတွက်ကြောင့်ပြုတ်ပြီးတော့ပဲတိုးလိုက်ပါမယ်